Hello, everyone. Arsenal J channel ကနေပြန်ကြိုဆိုလိုက်ပါတယ်ဒီမှာ Arsenal တင်းနဲ့ Brighton တင်းတို့ရဲ့ထိပ်တဲ့တွေးဆုံ EFL Gap Round 4ပွဲပြီးသုံးသက်ချက်ကနေပြန်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်အရှင်ကစားသမားတွေအခြေခံကိုအများကြီးရှိနေရတဲ့အတွက်ကြောင့်ရုံဆုံးဝမ်းသာတယ်လို့ပြောချင်တယ်ဒီအရှင်ကစားသမားတွေနဲ့အတူ Brighton လိုသင်းမျိုးကိုအနိုင်ယူနိုင်လိုက်တာကိုလည်းပဲအရန်ပုံမှာကိုယ်ဝမ်းမြောက်ပြီးတယ်လို့ပြောချင်တယ်ဒီပွဲမှာ match down မဲ့တွေခြေစွမ်းတွေကိုအားရပါရကြည့်လိုက်ရတယ်Incopi နဲ့ Mosquero ရဲ့ခြေစွမ်းတွေကိုကြည့်လိုက်ရတယ်။ Nocket ကလည်းပဲသုံးလို့ရတဲ့ center တစ်ခုမှရှိနေတယ်ကျွန်တော်မြင်လိုက်ရတယ်။နောက်ထပ်အရှမ်းလို့ပြောလို့ရပါဒါမှမဟုတ်ကျွန်တော်တို့ main line app နီးပါးလောက်ကိုကောင်းတဲ့ Merino လို့ Scanny လို့စားမှမျိုးရဲ့ခြေစွမ်းတွေကိုလည်းပဲညဝါထင်ထင်မြင်လိုက်ရတယ်။ဒီနေ့ပွဲအတွက်ကျွန်တော်တို့ရဲ့အရှမ်းလူစီရင်းကိုအရှမ်းပေါ်မှာဒီနေ့ပွဲမှာခြေကျင်းတယ်။ Okay အဲ့တော့ဒီနေ့ပွဲမှာရသွားတဲ့ဂိုးတွေကတော့ပုံမှန်တိုင်းပါပဲကစားပုံအရန်ကြီးကောင်းနေတာမျိုးမဟုတ်ဘူးဆိုတော့ Wannery ဒီညော်နေလို့အရန်ကောင်းတဲ့ကစားသမားပါဒါစာခနေရာမှာဝင်စော့တယ်ကပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့နေ့ဗီဒီယိုတွေမှာကျွန်တော်ပြောတယ် Wannery ကိုတော့ကျွန်တော်စာခတက်ဆိုင်ပို့ပြီးတော့ချိန်တဲ့အချက်တွေရှိတယ်ဒါဒီ Wannery ဒီအရန်ကြီးစဉ်းစားနေတာမျိုးတွေမလုပ်ဘဲနဲ့တူတုတ်နဲ့ထိရဲရောက်ဖြစ်မဲ့လမ်းကြောင်းပို့ပြီးတော့သွားလေးရှိရပေါ့နော်ဒီအပိုင်းကို Wannery ကိုတော်တော်သဘောကျတယ်ဆိုပြီးကျွန်တော်ပြောဖို့တယ်အဲ့တော့ Wannery ရဲ့ဒီပွဲမှာလည်းပဲအလားတူပုံစံမျိုးတွေထည့်လို့ပြရတယ်။တွင်ကိုတကူရရှိခဲ့တယ်။ Okay သူရရှိခဲ့တဲ့ဂိုးကတော့ဒါ Merino ရဲ့ပမာဏနဲ့ဖန်တီးပေးဖို့ကနေပြီး Scallion လို Wannery ကိုပေးပြီးတော့ကိုရရှိသွားခဲ့တယ်။နောက်တစ်ခုကတော့ Julian Timber ဖြစ်နေချီကျူရမယ်ဗျ။အခု Premier League nominee စင်းမှာလည်းပဲပါလာပြီးထလက်တာအကောင်းဆုံးမှာ Adidas တို့ Timber တို့ပါလာခဲ့တယ်။ဒီကစားသမားနဲ့ဒီနည်းပြပြောမယ်ဆိုအော်တိုဘာလတစ်လလုံးရှုံးဝဲမရှိကြတဲ့ဒီလူတွေမှမရရင်ဘယ်လိုများရတဲ့နေတယ်ပဲတကယ်ကိုရတဲ့အခြေအနေလို့ကျွန်တော်ထင်တယ်ဒါကိုအသိမို့လို့ပြောတာတော့ပေါ့နော်ဒီရသည်ရရှိခြေစွမ်းပြောမယ်ဆိုတော့ဒီအောက်တိုဘာရဲ့ခြေစွမ်းအာဆင်နယ်ဒီအကောင်းဆုံးနေထားမှာရှိခဲ့တယ်6ပွဲကစား6ပွဲလုံးနိုင်ကြတယ်6ပွဲလုံး clean sheet ဖြစ်ထားတယ်အဲ့တော့အကောင်းဆုံး defensive record တစ်ခုလည်းရသွားခဲ့တယ် West Ham တို့ရဲ့ခြေစွမ်းလေးတွေကျွန်တော်ပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့ဒီကလေးလေးတွေအမြင်သေးတယ်ခြေသက်ခြေစားတအားကောင်းတယ်ပေါ့နော်တအားကောင်းတယ်သို့တော်လည်းပဲထိရောက်မှုအားနည်းနည်းလေးနေနေသေးတယ်ပို့ပြီးတော့ထိရောက်စေချင်တယ်ပေါ့နော်ဒါ fan တယောက်အနေနဲ့ဖြစ်စေချင်တာပါဒါပေမဲ့ဒီလူငယ်လေးကဥမာအသက်ရွယ်ချမ်းနေနေပါသေးတယ်ခင်လာနိုင်ကြီးတိုးတက်လာနိုင်ကြီးအများကြီးရှိရဲ့ဟင်ကပီယိုမော်စကွေယာလိုလည်းပဲNugget ကအတူတူပေါ့နော်အမှားလေးတွေတေးလေးကျူးလွန်တာနဲ့ကိုပေးရတော့လူလေးတွေဖြစ်သွားပြီရှိတယ်ဒါကလွှဲရင်စနေတဲ့တင်းလုံးတိုင်းတာရအကောင်းဆုံးဆော့သွားတယ်ယူစီဆိုတဲ့ရလက်ကလည်းပဲတော်လေးကိုမှတင်းတော်လာတယ် keeper ကလည်းပဲ rating ရအမြင့်ဆုံးဆိုတဲ့အနေအထားတစ်ခုရရှိခဲ့တယ်ဘယ်လိုပဲဖြစ်ဖြစ်အားလုံးကို congratulation လို့ပြောရင်လည်းနောက်ထပ်ဗီဒီယိုတွေပြန်နေဆုံးခဲ့ကြတာ